အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MM မျိုးလိုက် channel ကနေတော့ပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိမိတို့ရဲ့ဖုန်းမှာနှိပ်မှားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ internet line တွေ wifi တွေ bluetooth line တွေ mobile data တွေတုံးရတာအဆင်မပြေတော့ဘူးဆိုလို့ရှိရင်မိမိတို့ရဲ့ဖုန်းအသက်ဝယ်လာတဲ့အတိုင်းပြန်ပြလို့ရမယ့်နီလန်၃မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီနီလန်၃မျိုးကိုဘယ်လိုလုပ်ရမလဲဆိုတာလေးကိုလည်းကျွန်တော်ဒီချာလေးရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါနော်ကျွန်တော်ရဲ့ဗီဒီယိုလေးတင်ဆက်ပေးခင်ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ MM မျိုးလိုက်ကိုလည်း subscribe လေးနဲ့ account လေးမတီးရသေးရင်တစ်ချက်လောက်တီးပေးခဲ့ပါလို့ရင်တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံး setting တွေကိုအရင်ဝင်လိုက်ပါ setting နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြတယ်ဟိုအောက်ဆုံးမှာရှိတယ်ကျွန်တော်တို့ plus and restart ဆိုတဲ့စာတန်းလေးကိုတွေ့အောင်ရှာပါခင်ဗျာဟုတ်ကဲ့တချို့ဖုန်းတွေကတော့စာတန်းနည်းနည်းကွဲပါလိမ့်မယ်reset ဆိုတဲ့စာတန်းလေးကိုတွေ့အောင်ရှာပါပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာreset setting နောက်ပြီးတော့ reset network setting factory and data reset ဆိုတဲ့စာတန်း၃ချောင်းကိုတွေ့ပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပထမတစ်ချောင်းကတော့ကျွန်တော်တို့ setting တစ်ခုလုံးကိုဖုန်းအသစ်တိုင်းပြင်ပြောင်းလဲတာဖြစ်ပြီးတော့ဒုတိယတစ်ချောင်းကတော့ကျွန်တော်တို့ wifi တွေ bluetooth တွေ mobile data တွေကိုအသစ်ပြန်လုပ်ပြီးတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အရင်ရေးကြည့်ပါတယ်အောက်ဆုံးစာတန်းကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ data တွေရောဓာတ်ပုံတွေဗီဒီယိုတွေတခြင်းတွေစတဲ့ဟာအားလုံးကိုသူကဖြတ်ပစ်တဲ့အရာဖြစ်ပါတယ်အဲ့ဒီအရာကိုမဖြတ်ခင်ကျွန်တော်အခုပြနေတဲ့အကောင့်ဆိုတဲ့နေရာလေးထဲမှာ Gmail ကိုပြန်ကြည့်လို့ရပါတယ်ကျွန်တော်တို့ကြည့်တဲ့ Gmail ဟာကိုယ့်ရဲ့ Gmail အကောင့်ရဲ့ password ရဲ့ပြန်သတိရဖို့လိုပါတယ်ခင်ဗျာဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က Gmail လည်းမသိ password လည်းမသိဘဲနဲ့ကျွန်တော်တို့ခုနကအောက်ဆုံးမှာရှိတဲ့ factory data reset ကိုတွားပြီးလှုပ်လိုက်မယ်ဆိုလို့ရှိရင်ဖုန်းကလုံးဝကိုပြုပြင်ပြောင်းလဲသွားပြီးတော့အသစ်ပြန်ဖြစ်သွားတာမှန်ပေမဲ့ပြန်ဖွင့်လာတဲ့အခါမှာကျွန်တော်တို့ Gmail နဲ့ password ကိုပြန်တောင်းပါတယ်ခင်ဗျာကိုကအဲ့ဒါမှမသိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကဖွင့်လို့ရမှာမဟုတ်ပါဘူးကိုကဖွင့်ချင်တယ်ဆိုရင်ဆိုင်ကိုတွားပြီးမှဖွင့်လို့ရမှာဖြစ်တဲ့အတွက်ပတ်စံကုန်ပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီအဆင့်ကိုကြော်ဖြတ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail password ကိုဖုန်းထဲကနေအရင်ဆုံးဖယ်ရှားပါဒါမှမဟုတ်လို့ရှိရင်လည်း Gmail နဲ့ password ကိုကိုကသိအောင်ရင်လုပ်ထားပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အခုပထမတစ်ချက်ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကတော့ကျွန်တော်တို့ဖုန်းကို setting ကိုအသစ်ပြန်ဖြစ်အောင်လုပ်ပေးတာပါနှိပ်မှားတာပဲဖြစ်ဖြစ်ကိုတစ်ခုခုမှားနေတယ်ထင်လို့ရှိရင်ကျွန်တော်လုပ်ပြတဲ့ပုံစံလေးတိုင်းတွားပြီးတော့နှိပ်လိုက်လို့ရှိရင်ဖုန်းကကျွန်တော်တို့အသစ်ဝယ်လာတဲ့အတိုင်း setting ကအသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အပေါ်ဆုံးကိုနှိပ်ပြီးတော့ဒီလိုဖုန်းတန်လေးပေါ်လာပါလိမ့်မယ်ဒီလိုပုံစံမပေါ်ခင်ဖုန်းက password တွေ button တွေခံထားတယ်ဆိုရင်အဲ့ဒါလေးရင်တစ်ချက်ဆွဲပေးပါဆွဲပြီးရင်ကျွန်တော်တို့ဒီလို file လေးပေါ်လာပါပြီခင်ဗျာပေါ်လာပြီလို့ရှိရင် reset setting ကိုနှိပ်လိုက်တာနဲ့ဖုန်းရဲ့ setting ဟာအသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အောက်ကတော့ကျွန်တော်တို့ wifi တွေ bluetooth တွေ mobile data တွေကိုကျွန်တော်တို့အသစ်ပြန်ရှင်းလင်းမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ file ကလည်းခုနကျွန်တော်ပြောသလိုပါပဲဒီ file လေးမပွင့်ခင် button တွေ password တွေရှိပါတယ်အဲ့ဒါတွေကိုအရင်ဆွဲပြီးမှဒီလိုပုံစံလေးပေါ်လာပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ဒီလိုပုံစံပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဦးအောက်မှာပေါ်နေတဲ့ reset setting ဆိုတော့တွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်တာနဲ့တင်မိမိတို့ရဲ့ဖုန်းထဲမှာရှိတဲ့ mobile data တွေ bluetooth တွေ wifi တွေအဲ့ session အားလုံးကအသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါပြီးကျွန်တော်တို့အောက်ဆုံးတတိယအချက်ခင်ဗျာအောက်ဆုံးတတိယအချက်ကတော့ကျွန်တော်တို့ရန်ကိုအရေးကြီးတဲ့အချက်ပါကိုက Gmail လည်းမသိဘူး password လည်းမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ဆုံးအချက်ကိုမလုပ်ဖို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့က Gmail သိတယ် password လည်းသိတယ်ဆိုတော့အောက်ဆုံးအချက်ကိုလုပ်လို့ရပါတယ်အဲ့ဒါဆိုရင်တော့အေးလူဖုန်းပြန်ပွင့်လာတဲ့အခါမှာကျွန်တော်တို့ဖုန်းကို Gmail တွေ password ရိုက်ထည့်ပြီးအလွယ်တကူပြန်သုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကကိုယ့် Gmail ကိုကြည့်ကျင်တယ်ဆိုရင်တော့ account ထဲမှာဝင်ကြည့်လို့ရပြီးတော့ password ကိုကြည့်ကျင်တယ်ဆိုရင်ကျွန်တော် Chrome ထဲမှာတွဲပြီးတော့စစ်မှရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့က setting တွေ wifi တွေ bluetooth တွေနော် mobile data တွေပဲအသုံးပြုမယ်ဆိုလို့ရှိရင်တော့အောက်ဆုံးအချက်ကိုမလုပ်တာကောင်းပါတယ်လို့ကျွန်တော်ညွှန်ကြားခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နောက်တင်မဲ့ဗီဒီယိုအသစ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ MM New Life ကို subscribe လေးနဲ့ခေါင်းလောင်းလေးတစ်ချက်တီးပေးတာပါလို့အရင်တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုလည်းအထူးပဲ
ကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်ခင်ဗျာ